โตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะธรรมสัจจะทุกขะအရေးကြီးလို့ဓမ္မစကြာသုတ်ကိုဘုံဘုံအချင်းချင်းရောက်တဲ့နေရာတိုင်းမှာသင်ကြားတယ်။အင်္ဂလန်မှာလည်းသင်တယ်။ဟန်ဂေရီတို့စပိန်တို့ဆော်ဗီယက်တို့မှာလည်းပဲဘာသာပြန်နဲ့သင်တယ်။အရေးကြီးလို့မြန်မာပြည်မှာသင်နာတဲ့အရင်တော့သင်နာတဲ့ဓမ္မစကြာတော့မယန်းကုန်မြို့ရန်ကုန်မြို့ကိုမှန်ချမ်းကြောင်းမှာသင်တဲ့ဓမ္မစကြာရဲ့မန္တလေးတကြဗျာဖျားမှာသင်တဲ့ဓမ္မစကြာရဲ့ခက်ဆင်ဆင်ပဲအကျဉ်းသင်တာပေါ့ဓမ္မစကြာတော့ကိုလူရလူတွေလည်းပဲမြန်မာပြည်မှာတော်တော်များတယ်အဲ့လိုများတဲ့ခါကျတော့အဲ့ဒီလိုပုဂ္ဂိုလ်တွေကိုရည်စူးပြီးတော့သူတို့လွတ်ရပြီးတဲ့ဓမ္မစကြာသူတို့အတိတ်ပဲနားလည်အောင်ဓမ္မစကြာသူ့ရဲ့ structure ဘယ်လိုရှိတော့ငါအဓိက issue ကဘာတော့အဲ့ issue ကိုမြတ်စွာဘုရားဘယ်လို discuss လုပ်တော့ဘယ်လို approach လုပ်တော့အဲ့ဒါလေးကိုအဓိကသင်ပေးတာအဲ့လို structure မြင်ပြီးပြီဆိုရင်လူတွေနားလဲတဲ့လူတွေအလို့ရထားတဲ့ဓမ္မစကြာအဲ့ဒီဟာနဲ့သွားပြီးတော့ကိုက်ပေးတယ်သွားပြီးတော့ညှိပေးတယ်မရသေးတဲ့လူလည်းပဲရအောင်ဆိုပြီးတော့ဓမ္မစကြာကြက်တဲ့နှီးလည်းပဲအဲ့ထက်မှသင်ပေးတယ်အဲ့ဒီဟာဟောအချိန်ရသလောက်2နာရီခန့်နဲ့4နာရီဆိုပြီးအဲ့ဒါအကျဉ်းဒီနေ့တော့အကျဲဆိုတော့အဲ့ထက်ကြာမယ်ဒီနေ့မပြီးဘူးတရက်ထက်နဲ့မပြီးဘူးနောက်တခြားရက်တွေအချိန်ရှာပြီးတော့ဟောဒီမဆက်ချာဆိုရဲဟာဒါကခေါင်းစည်းလေဒီခေါင်းစည်းထဲမှာအနိတ္တရအကုန်လုံးပါပြီလားဘုန်းတို့စာရေးတယ်ဆိုရင်PhD ရေးတယ်ဆိုရင်ခေါင်းစည်းကနောက်ပိုင်းမှာ finalize လုပ်တယ်ခေါင်းစည်းကိုနောက်ပြီးတော့ introduction နဲ့ပဲနောက်ဆုံးမှရေးတယ်ကျန်တဲ့ chapter တွေresearch လုပ်ရေးလိုက်အဲ့လိုရေးပြီးတော့မှအဲ့ဒီ chapter တွေအားလုံးအဲ့ဒီ issue တွေအားလုံးကိုခြုံငုံမိနိုင်မဲ့ a single thread of argument အဲ့ဒါရှာပြီးတော့အဲ့ဒီ single thread of argument ကိုခေါင်းစည်းလုပ်တာဒါကြောင့်ခေါင်းစည်းအတဲ့အရေးကြီးဒါဖြင့်ဒီနေ့အမှဓမ္မစကြာဆိုတော့ဘာပြောတာတော့ဒီမေခွန်းနဲ့စဓမ္မဘုံမဒီဈာထဲမှာခြားထားတဲ့ဓမ္မတခုစကြာတခုဓမ္မနဲ့စကြာဒါတွေကတော့အရင်က lecture ထဲမှာလည်းပဲရှင်းပြီးသားရှင်းပြီးသားမဟုတ်တော့ဒီနေ့တခါတည်းပဲrepeat လုပ်မယ်အကျဉ်းအဖြစ်ဓမ္မနဲ့စကြာဓမ္မကမြတ်စွာဘုရားရဲ့ message စကြာက simile ဥပမာဒါဥပမာဒါဖြင့်စကြာဆိုဥပမာဆိုတာဘာပြောတာစကြာလို့ပြောရင်လူအများစုကဒီလိုအဝိုင်းနဲ့ဟာကိုစကြာလို့မြင်ကြတယ်စကြာလို့မြင်ကြတယ်ဒီလိုဝိုင်းတဲ့ခါကျမှသူအလုပ်ဖြစ်တာတဲ့ is the indication of something is working something is functioning အလုပ်နေတယ်စကြာစကြာဝတိနဲ့ပတ်သက်တဲ့သုတ်တန်တစ်ခုရှိတယ်ဒါတော့ဓမ္မစကြာအဖြစ်မရဓမ္မစကြာနဲ့ပတ်သက်တယ်
ရင်ကြီးကဒီစက်ချောက်တဲ့မင်းကြီးကသူကအရန် righteous king ပေါ့အရန်တရားနဲ့ညထားအောင်တိုင်းသူပြည်သားကိုစောင့်ရှောက်တယ်ကိုကျိုးမပါဘူးငါတို့အာမမဲ့တော့မဟုတ်ဘူးအဲ့ဒီလူသားတွေကိုလူအထီးသူရဲ့တိုင်းသူပြည်သားတွေချမ်းသာအောင်ဘေးရန်ကင်းအောင်စာစီအကုန်လုံးသူတတ်နိုင်တယ်လို့သူလုပ်တယ်အဲ့ဒီလိုလုပ်တဲ့ခါကျတော့လူတွေကသူ့ကိုထောက်ခံတယ်popular ဖြစ်တယ်ပေါ့ဘယင်ကလူကို serve လုပ်လို့အလုပ်ကျွေးလုပ်လို့အဲ့ဒါကြောင့်လူတွေကကြိုက်တယ်အချင်းချင်းသဟဇာတာဖြစ်တာလေသဟဇာတာဖြစ်ဒီနေ့ကျတော့အသက်ကြီးလာပြီးတော့ဘယင်ကြီးကအာဏာစွန့်ခြင်းတယ်အာဏာလွှဲပြောင်းပေးခြင်းတယ်ရှေးတော့အာဏာလွှဲပြောင်းပေးတာရှေးတော့ election မရှိဘူး election ရှိတဲ့ election လို့ရှိရလို့ election နဲ့ခတ်ဆန်ဆန်ကဝီစီတိုင်းဆိုရရှိတယ်အိန္ဒိယနိုင်ငံထဲမှာအဲ့ဒါကpolitical science မှာ oligarchy ခေါ်တယ်election မရှိရက monarchy ဒီစကြဝဠာမင်းက monarchy ဆိုင်နဲ့အဲ့ဒီထဲမှာဘုံစာထဲမှာတွေ့ရတယ်အဲ့ရှိတဲ့အတိုင်းမြတ်စွာဘုရားကပြထားတယ်လေဆိုထားတယ်ဒီနေရာမှာစကြဝဠာမင်းကလည်းသူကစကြဒီစကြဝတ္တေဆိုတာကလေပတ်စေတယ် somebody who knows how to make it function society တခုမှာသူရန်တရားနဲ့သူရှိတယ်အဲ့ဒါလဲပတ်အောင် office တခုမှာသူအလုပ်လဲပတ်အောင်တိုင်းပြည်တခုမှာသူအလုပ်လဲပတ်အောင်ဆေးရုံတခုမှာသူအလုပ်လဲပတ်အောင်လဲပတ်တယ်ဆိုရင်ဝတ္တေစကြဝတ္တေဆိုတာကလဲပတ်အောင်လုပ်တယ်ဓမ္မစကြာထုတ်ရဲ့ဒီနာမည်ပြည့်စုံဓမ္မစက်ကပဝတ္တနာနဲ့ဝတ္တေနဲ့အဲ့ဒီတက္ကရာစကလုံးအထူးတူပဲပါဠိစကလုံးတွေသူရဲ့ဇစ်ရဲ့ philology အထူးတူပဲ you make it work တဲ့ပဲရတယ်ဘောပြန်ကင်မရာရှိတယ်ဒီကင်မရာကို you don't know how to make it work ဘယ်လိုသုံးပြရမလဲမသိဘူးဒီတိုင်းဆိုရင်မလဲဘူးစက်ကြမလဲဘူးအဲ့တော့စက်ကြရမင်းအသက်ကြီးပြီးတော့သူ့ရဲ့သားကိုအာဏာလွှဲခဲ့တယ်ဒါတော့ monarchy tradition နဲ့လွှဲခဲ့တယ်သူ့သားကလေကူနဲ့ရတဲ့အာဏာဆိုတော့တိုင်းသူပြည်သားပေါ်မှာသူလှုပ်ဆောင်ပေးရမယ်သူ့ရဲ့တောင်းဝတရားတွေကိုမေ့သွားတယ်ဒီလိုပဲဇိမ်ခံပြီးတော့အာနာယူတဲ့ပြောမှာပေါ့အဲ့လိုဖြစ်တဲ့ခါကျတော့ဒီသုတ်တန်ဆိုတာမြတ်စွာဘုရားဟောထားတဲ့စက္ကဝတိတိဟနာရသုတ်တန်စัจ जा ပြောက်သွားတယ်ဒီစัจ जा ပြောက်သွားဆိုတော့ဘာပြောတာတော့လူတွေကသူ့ကိုမထောက်ခံတော့အဲ့ဒါနဲ့ဒီဘယင်လေးကshop ဖြစ်ပြီးတော့နောင်တရပြီးတော့ယသိဝတ်နေတဲ့သူ့ရဲ့ဖခင်စကြရမင်းအဟောင်းစီပြည်သွားတယ်အဲ့ဒါနဲ့သူ့ဖေကဆုံးမတယ်ငါသားစัจ जा ဆိုတာအဖေကနေပြီးတော့သားကိုပေးလို့ရတာမျိုးမဟုတ်ဘူးကိုလှုပ်ယူရတယ်အဲ့ဒါနဲ့သူလည်းပြန်လာပြီးတော့ဘယ်လိုလုပ်ရမလဲဆိုတော့သူဖခင်စီကနေတည့်ရခါကျတော့သူဖခင်နိုင်မဲ့သူကပြည်သူကိုအလုပ်ကျွေးပြူတယ်စัจ जा ပြန်ပေါ်လာတယ်အဲ့ဒါမလားအင်္ဂလန်နိုင်ငံမှာဝန်ကြီးချုပ်ချယ်ချယ်တော်မှလေတလောက်နာမည်ကြီးတဲ့ war time leader တော်မှသူကelection show နဲ့ခါရှိတယ်ရွေးကောက်ပွဲ show နဲ့ခါရှိတယ်ဒါနိုင်ငံရေးနဲ့ပတ်သက်သွားတယ်
ဆိုလိုတာကစัจ जा နဲ့ဒီထဲမှာပါတဲ့စัจ जा ကမိမိရဲ့ဝတ္တရားရှိတယ်နော်ကိုပေါ်မှာကိုပြန်ပြီးတော့တိုးတက်အောင်ချမ်းသာအောင်လုပ်ဝတ္တရားရှိတယ်ကိုဘေးနားလူတွေကိုကိုကပြုစုရမယ့်ဝတ္တရားရှိတယ် society ကို contribute လုပ်ရမယ့်ဝတ္တရားရှိတယ် internationally ကိုက contribute လုပ်ရမယ့်ဝတ္တရားတွေရှိကုညာဝတ္တရားတွေရှိအဲ့ဒီဝတ္တရားတွေကိုကပြည့်စုံနေဆိုရင်ဒီစัจ जा ရင်ထဲမှာအများတန်းရှိတယ်သွားလျက်စัจ जा ဥတွေပဲစင်ကာပူကဝယ်ဝဲစားအရန်တော်တာပဲမြန်မာပြည်သွားလည်းပဲလူတိုင်းဒီလိုပဲချစ်မှာအားကြောင့်ကိုယ့်ရဲ့ရင်ထဲမှာလေဒီစัจ जा မပြောက်စေနဲ့မပြောက်စေနဲ့ဒီစัจ जा ရင်းမြစ်ချမှာစัจ जा ရှိတာမဟုတ်ဘုန်းကြီးလည်းစัจ जा ရှိတယ်လူလည်းစัจ जा ရှိတယ်ဆောင်းလည်းစัจ जा ရှိတယ်လူနာလည်းရှိတယ်ကပ္ပိယလည်းရှိတယ်ဝေဝစားတွေလည်းရှိတယ်အနာပြုပုဂ္ဂိုလ်လည်းရှိတယ်ဒီစัจ जा ကဒီစัจ जा ဘယ်လိုတည်းပဲဖွဲ့မှာတော့ဒီစัจ जा ဘာဆိုလိုတာတော့အဲ့ဒါနဲ့ဒီစัจ जा means ဓမ္မဒီစัจ जा နဲ့ဓမ္မနဲ့တူတူပဲဓမ္မကိုလှုပ်တယ်ဓမ္မကိုလိုက်နာတယ်ဆိုရင်သဘောဖြင့်ဓမ္မထဲမှာဘုန်းတို့တတိတရားတစ်ခုတယောက်ကတတိတရားအရန်ကောင်းတယ်သူ့အတွက်တတိတရားသူများအတွက်တတိတရားတယောက်ကတတိတရားမကောင်းဘူးဒီနေရာဘယ်သူချစ်စရာကောင်းတတိတရားကောင်းတဲ့လူကမချစ်စရာကဘာလို့ဆိုသူ့ရဲ့ရင်ထဲမှာစัจ जा လဲနေတတိဟိုကတိတ်မကောင်းတဲ့လူကသူများနာမည်လဲမေ့တယ်နောက်တစ်ခါတွေ့မမှတ်မိတော့လင်မယားချင်းတော့မှမွေးနေ့မမှတ်မိဘူးဆိုတယ်တတိရံဖြစ်ပြီရံဖြစ်တာကြားဘူးတာပြောတာနော်အဲ့ဒါကြောင့်တတိပဋ္ဌာန်လေ့ကျင့်ချလို့စัจ जा ကဥပမာဓမ္မဆိုတာကဥပမေယဒါစာစကားနဲ့ပြောတယ်နော်ဒါက simile ခေါ်တာပေါ့နော် simile example ဥပမာတင်စားပုံဥပမာပြောပြတယ် demonstrate လုပ်တယ်ဒီဟာကတကယ် principle တိုးတက်အောင်လောကဓမ္မနဲ့ဌာနစလုံးမှာတိုးတက်အောင်လုပ်တဲ့ principle ဓမ္မဆိုတာကသူကဒီတိုင်းကင်ထားတယ်အောက်မကျအောင်ကင်ထားတယ်မှတ်ထားတယ်အင်္ဂလိပ်လိုပြော uplift လုပ်တယ်နှိမ့်နေတဲ့ဟာကိုအထက်ကိုရောက် uplift လုပ်တယ်စိတ်ထဲမှာတရားရှိတယ်ဆိုရင်ယောနိသောမနိတကာရရှိတယ်ဆိုတော့ဥပမာလူတယောက်ကကိုယ်ဘာပဲပြောပြော your mind is always uplifting ကိုယ်စိတ်ကအောက်ကိုမကျဘူးကောင်းတာနဲ့တွေ့တဲ့ခါကျတော့ပို့ပြီးတော့ uplift ဖြစ်တယ်အဲ့ဒါဟောဓမ္မခေါ်တာဒါ principle ဒီဟာကpersonal မဟုတ်ဘူးဒီဓမ္မကဘယ်သူမှပေးတာမဟုတ်သူ့တဘာဝအတိုင်းဒါဓမ္မစัจ जा ဒါဖြင့်အသေးစိတ်ဓမ္မကဘာတော့ဓမ္မစัจ जा တော့ဆွေးနွေးနေပြီလား
ဓမ္မစကြာသုတ်ထဲမှာပါတဲ့ခေါင်းစည်းကိုအစဉ်တိုင်းဘုံကပြောပြတယ်အစဉ်တိုင်းပထမဆုံး two extreme ကိုနားမလည်ဘူးဆိုရင် your life cannot be uplifting စိတ်ဓာတ်ကလည်း uplifting ဖြစ်ချင်မှာဖြစ်တယ်ဓမ္မဆိုတာကအောက်ကိုမချအောင်ဆောင်းတာအဲ့ဒါပိုပြီးကြဲပြောမှဆိုရင်အပယ်မချအောင်ဒီတိုင်းဆောင်းထားတယ်ပေါ့သီလနဲ့ဆောင်းထားတယ်တမာတိနဲ့ဆောင်းထားတယ်ပညာနဲ့ဆောင်းထားတယ်အောက်ကိုမချအောင်ဒီတိုင်းပန့်ပို့ထားတယ်ဒါဖြင့်ဓမ္မစကြာသုတ်ထဲမှာပရမဆုံးခေါင်းစည်းဒီ subheading ခေါင်းစည်းအသေးအားဆို two extreme position တစ်ခုနဲ့တစ်ခုသူဆန့်ကျင်တယ်တစ်ခုနဲ့တစ်ခု exclude လုပ်တယ်ဆိုရင် the extreme black and white လို့ပြောရင် if you choose black you exclude white အနက်ကိုရွေးလိုက်တာနဲ့အဖြူကိုပယ်ပြီးတာအဖြူရွေးလိုက်တာအနက်ကိုပယ်ပြီးတာအဲ့ဒီလိုအနေထားမျိုးဆိုရင်တဲ့သူက extreme ရောက်တတ်တယ်ဘုန်းတို့ philosophy မှာသုံးတဲ့ logic ဆိုတာ logic က you have two position အနေထားတစ်ခုရှိတယ် pros and cons ဆို scientific ဖြစ်အောင်ဆိုပြီးတော့စာတွေရေးတယ်ပြောကြဆိုကြတယ် pros and cons ကောင်းတာနဲ့မကောင်းတာ for and against နှစ်ဖက်စကြရကိုကဒီလိုစတယ်ဆိုရင်တော့သူကအင်္ဂလိပ်လိုပြောရင်တော့ဒီ conclusion logic ဖြစ်တယ်တစ်ဖက်သက်မဖြစ်ဘူး logic ရဲ့ကောင်းပုံဘာမှလို့တက်ကပေးတာကို logic ဒါပေမဲ့ logic ကသူ limit ရှိတယ်တဲ့အကန့်အသတ်ရှိတယ်ဘာဖြစ်လို့တုံးဆိုတော့ဒီ position တစ်ခုနဲ့တစ်ခုတို့ကဆန့်ကျင်နေလို့တချို့နိုင်ငံတွေမှာပါတီကြီးနှစ်ခုရှိတယ်အချင်းဆန့်ကျင်ကြတယ်အဲ့ဒီလိုမျိုးပါဠိစကားတွေနည်းနည်းရလာတယ်ပါဠိစကားမမှတ်နေရတယ်နော်စာပို့ပြီးတော့ဖတ်ချင်တဲ့လူတွေတော့ဒါ technical term နဲ့ logic ဆိုတာကတက်ကပြီးတာအခုပြောခဲ့တဲ့အတိုင်း position တစ်ခုရှိတယ်ချိုလဲဖားလို့ခွဲမယ်ဆိုရင်ဘယ်လိုဖြစ်တယ်မခွဲဘူးဆိုရင်ဘယ်လိုဖြစ်တယ်ဒါကတော့ logic ကိုစဉ်းစားတာ logic ကိုစဉ်းစားဒါမဲ့ဒီအနေထားတစ်ခုဟုတ်ပဲဒီဘက်နိုင်စပြီးတော့တွေးခေါ်တဲ့တက်ကပေးတာလည်းပဲသူက limit ရှိတယ်တိုင်းတာရှိတယ်မြတ်စွာဘုရားကသူရဲ့တရားတော်ကိုဘာပြောဆိုအတ္တကဝဆိုတော့ is beyond logic logic ကို apply လုပ်ရုံနဲ့တချို့နေရာမှာဗုဒ္ဓဟောတဲ့တရားတော်ကိုနားမလည်နိုင်ထောက်ပြောတာအတ္တကဝဆိုတော့ဒါမြတ်စွာဘုရားကိုယ်တိုင်သုံးထားတဲ့ technical term is beyond logic logic ကိုအသုံးပြုတယ်ဆိုရင်သီလနယ်ပယ်မှာရတယ်သမာဓိနယ်ပယ်မှာရတယ်ပညာနယ်ပယ်မှာကျတော့မရတော့အတ္တကဝဆိုတော့သူက logic ရဲ့ဟုတ်ဘက်ကိုသွားပြောင်းမဂ္ဂင်၈ပါးဒီဓမ္မစကြာတုတ်ထဲမှာမြတ်စွာဘုရားဟောထားတဲ့သစ္စာလည်းမဂ္ဂင်၈ပါးသီလသမာဓိပညာဒီသုံးခုကိုတ
သမအောင်ဒီ blend လုပ်ရတဲ့ဟာ integrate လုပ်ရတယ်အတူတူအလုပ်လုပ်အောင်အချင်းချင်းကိုညီရိုင်းပြီးတော့အလုပ်တစ်ခုတည်း function တစ်ခုတည်းလုပ်အောင်လုပ်ရတဲ့ဟာမျိုးဒါကြောင့် Mackinship တစ်ခုလုံးနေနေဆိုရင်သူကအတက်ကောင်ဆိုတော့ beyond logic philosophy စိတ်ဝင်စားတယ်ဆိုတော့ဒါလည်းစိတ်ဝင်စားစရာကောင်းတယ်မဟုတ်ရင်တော့နည်းနည်းလေးပြင်းစရာကောင်းတယ် too extreme ကဒါကသူက philosophy စတာက philosophy နဲ့စတာဒါကြောင့်ဒီဒီမစကြပထမပိုင်းကို philosophy နဲ့စ too extreme ဆိုတဲ့နေရာမှာဒီ extreme တစ်ခုကိုဖယ်လိုက်တယ်ဆိုရင်ဖယ်ရောက်တော့ဆိုအလယ်လက်လမ်းစဉ်အလယ်လက်လမ်းစဉ်အနောက်တိုင်း philosophy ဘောအဖြစ် Greek philosophy မှာ middle way ဆိုပြီးတော့တီးတန့်တယ်မရှိဘူးဒါပေမဲ့သူတို့မှာ middle way နဲ့နည်းနည်းလေးတူတဲ့သူတို့မှာ golden mean ဆိုတာရှိတယ် the golden mean a great philosopher the golden mean ပြထားတဲ့ဥပမာကဘာလို့ဆိုတတိအရန်များလို့နေဆိုရင်you က reckless ဖြစ်တတ်တယ်လူကမတိမငြိမ်နဲ့ကနာမငြိမ်လူမိုက်ဆန်းဆန်းဖြစ်တတ်တယ်တတိမရှိလည်းပဲသူခေါင်းဝဖြစ်တတ်တယ်သူရဲ့ဘောကြောင့်ဖြစ်တတ်တယ်ဒါကြောင့်ဒီ courage တတိသူရှိရမယ်တစ်ဖက်ကမပိုရအောင်တစ်ဖက်က deficient မဖြစ်ရအောင်မနှဲအောင်အဲ့လိုပြောတာဒါဖြင့်သူပြောတဲ့ဟာက extreme တစ်ခုပြောတာလားညာလွန်းတာနဲ့နဲလွန်းအဲ့ဒါ extreme ပါဓမ္မစကြာနဲ့ပြန်ပြီးတော့စဉ်းစားနိုင်ဓမ္မစကြာထဲမှာကျတော့ဒီကဲဓမ္မစကြာပြောသေးဘူးပိဋကသုံးပုံနဲ့ပြောမယ်ဆိုရင်ညာလွန်းတာနဲ့နဲလွန်းတာအဲ့ဒီခုကပြဿနာရှိလို့ညထအောင်မနေမညာစားတော့စားတာအရင်ညာလုံးနဲ့အရင်နှဲလုံးနဲ့တချို့ကစားခြင်းနဲ့အရင်စားပြီးတော့နောက်weight တက်လာပြီးတော့တခါတည်းdiet ပြန်လုပ် too extreme အဲ့လိုလုပ်အဲ့ဒီလိုဖြစ်လို့ကျမမကောင်းတာလဲလက်လန်းစင်လိုက်ပါဆိုအဲ့ဒီလဲလက်လန်းစင်ကိုဖုံးတော့ကလဲလက်လန်းစင်လို့ခေါ်တယ်လဲလက်လန်းစင်ဖြစ်ခြင်းဖြစ်မယ်ဒါပေမဲ့အသုံးပြုတဲ့ technique term ကဘောစနေမတ်တင်ညူတာဆိုတာက to know the measure အဲ့တော့ moderation ခေါ်တာအင်္ဂလိပ် moderation ခေါ်အတိုင်းနာပြဒါမြစ်အခုပြောခဲ့တဲ့ဟာတွေဒီဓမ္မစကြာထဲမှာမြတ်စွာဘုရားနမူနာပြထားတဲ့ extreme တစ်ခုmoderate လုပ်လို့မရဘူးသူက moderate လုပ်လို့မရဘူးညထအောင်လုပ်လို့မရဘူးဖဲကိုပယ်ရတာတဘောအဖြစ်သတ္တရဒိဋ္ဌိနဲ့ဥစ္စေတဒိဋ္ဌိသိဘာမှမကြံတော့ဘူးသတ္တရဒိဋ္ဌိသိရင်သာဝရတဏှာရောက်သွားမယ်ဒီနှစ်ခုကသူတို့နှစ်ခု opposite ဖြစ်နေတယ် diametrically opposite လုံးဝဆန့်ကျင်သူက logic ပဲဟုတ်ပါ့ logical position ဟုတ်တယ်ဒီနှစ်ခုကိုဘယ်လိုလုပ်ပြီးတော့ညှိနိုင်မှာဟုတ်တယ်မလား moderation မရှိနောက်တိုင်း philosopher မှာ the golden mean ဆိုတာသူတို့သုံးပြတာကဘုရားဘာသာထဲမှာဆိုရင်တော့မတ်တင်ညူတာ moderation အတိုင်းတာကိုတည်တာအဲ့ဒီစကလုံးအသုံးပြုနေရတယ်နော်
Hondo he two extreme chapter through a philosophy that had that two extreme a soon a coup. Fellow ham you pure oh Ramazoha hedonism and asceticism. Hedonism ka Bawaye philosophy, life philosophy. Nakus loha Bawaye a duiko. Bawago loot hiames of the duiko. Hedonism ka hedonistic citizens who are Zenka Bawama Zenka Bahama Kauna Sora Machiu. Bama Kusa Zamashu. Bawaye he mentioned Pandai. Why a Jomyaka? Tabe. Hedonism, hedonistic enjoyment. The Hadia, okay. Taya Tradia. Dollar, Tapa 8 heavy dog. New York man, 0 way. Tell me, I've been chat away, chat away. Then they go on each other. Waiting and say, let me see all. Do in my life. Where we don't have a penny at time on the video. And I had satisfaction with Tanya Lasha. Eddie Boko, 9 years of Yamala do a little bit. Ambition is a pit. Now, hope as soon depends on ya at the little pit. Coastal Haka hedonism, asceticism. Asceticism ka go name bambido. Go name bambido. Jinja, near time. Aku Indian na mashi de Jainism so baro. Toro so yin ye taw me so yin ni di dai ye ma sit phet na tawတယ်ဆိုရင်အဲ့ဒါမှာပိုးမွားပါတော့အောက်လို့ညာဖြစ်တယ်အောက်လို့ညာဖြစ်တယ်အဲ့လိုယူစားနောက်ပြီးတော့ဒီတဲ့အသက်ရှူတာပိုးမွားရဲ့တေနေတယ်ဒါကြောင့် mask အများနဲ့တက်တာအဲ့လိုဟာမျိုးပေါ့ဆရာဝန်တွေကတော့ကြိုက်ရင်ကြိုက်ဟာခြင်းဖြစ်တယ်ဆိုပြီးတော့asceticism သူကဘယ်လောက်ထိယူတော့ဆိုအဝတ်စားဖို့ဒါစိန်ခံလို့မဝတ်ဘူးထမင်းစားတာပကံနဲ့စားတာဒါစိန်ခံလို့လေလက်ထဲမှာပဲထည့်စားတနည်းအားဖြင့်မှာညညအဲ့ရင်ပစ္စည်းတွေစုမိတယ်စိန်ခံဖြစ်တယ်တညပဲအဲ့ဒါမျိုးတွေအဲ့ဒီအတွေးခေါ်တယ်ပေါ်လာတယ်တလောက်ထိမကဘူးနေပူတဲ့အချိန်မှာဘေးနားမှာမီးလှုပ်ပြီးတော့အဲ့နားမှာနေအဲ့လိုကိုယ့်ဟာကိုယ့်ရဲ့ခန္ဓာကိုအငင်းညင်းဆဲပြီးတော့ကျင့်ကြံတယ်ဆိုရင်ဒီဘုတ်ကိုချမ်းသာဒုက္ခကိုရောက်မယ်တဲ့ liberation ရောက်ဒီတယောက်က liberation က here and now ဒီ enjoyment ဒီနှစ်ခုကလုံးဝဆန့်ကျင်ဒီ extreme ကိုရှောင်ရမယ်နောက်တစ်ခုကဗုဒ္ဓခေတ်မှာBrahmanism နဲ့ Jainism ဆိုပြ Brahmanism ကပုံနာဝါဒအခုဟိတ်ထူဝါဒဗုဒ္ဓခေတ်မှာတော့သူတို့ကဘာတွေရှိတော့ဆိုလူလောကထဲမှာစီးစိမ်ဥစ္စာတွေခံစားပြီးတော့မြေရတဲ့ခါကျမှဒီပုဂ္ဂိုလ်တရားကျင့်
မြေမရသေးပဲနဲ့တရားကျင့်နေဆိုတဲ့သူ့ရဲ့တန်ဖိုးတရားတွေဖြစ်ခွင့်တယ်တို့မြင်နေဆိုဖုံးတော့တစ်သက်လုံးပြက်ခွင့်အဲ့ဒါတန်ဖိုးတရားပြက်ခွင့်သူက indulgence ကို self indulgence ဒီကာမဂုဏ်ခံစားတဲ့အပေါ်မှာမူတည်ပြီးတော့အယူဝါဒကိုတိဆောက်ထားတာနောက်ပိုင်း Jainism တို့ Buddhism တို့ဘုရားဘာသာတို့ Jain ဘာသာတို့ဩဇာအမှုလွန်မိုးလာတဲ့ခါကျမှဒီပြမနာဝါဒကတရားထိုင်တဲ့ပိုင်းများလာတယ်အဲ့ဒါတွေပေါ်လာတယ်အခုပေါ်လာတဲ့ယောဂတော့သံဃာဝါဒလို့ပြောဆိုအခုအရန်နာမည်ကြီးယောဂဆိုဒီနောက်ပိုင်းမှာပေါ်လာတာဒီရှေးစောပိုင်းဟာတော့မရှိဘူးရစ်ဖို့ဆိုတာနဲ့နောက်လူလောကမှာလောကီစည်းစိမ်ပဲမှာနော်အဲ့ဒါတွေကိုထောင်ဖို့တရားတစ်ခုအနေနဲ့သူခံစားလုပ်တယ်ဟုတ်ကဲ့ဂျိန်းနီစင်ပြောခဲ့တဲ့ဟာဒီဂျိန်းဝါဒသူကြတော့အဲ့ဒီပြမနာဝါဒနဲ့ဆန့်ကျင်ပဲလုံးဝဆန့်ကျင်ပဲလုံးဝဆန့်ကျင်ပဲစိတ်ခံနေစဉ်ဘာမှမကောင်းဘူးနောက်တစ်ခု extreme တစ်ခုကနောက် extreme example extreme တစ်ခုကextreme ဖြစ်တဲ့ဟာ create God ပါဠိလိုဣတရနိမာနဝါဒလို့ခေါ်တယ်အင်္ဂုတ္တရနိကေထဲမှာဒိဋ္ဌာယနာတော့မြတ်စွာဘုရားပါဠိနောက်တစ်ခုကဒီ create God ဆိုတာဒီဣတရနိမာနဝါဒဘဝမှာဘာပဲဖြစ်ဖြစ်ဘုရားသခင်ကဖန်ဆင်းဒါဗုဒ္ဓခေတ်ကလေးကအိန္ဒိယနိုင်ငံမှာဒါတွေရှိပြီလားဒီယူဆတွေရှိပြီလားသူနဲ့ဆန့်ကျင်ဘက်တစ်ခုထိတ်တဲ့ဆန့်ကျင်ဘက်က indeterminism ဆိုတာဘာအကြောင်းမှမရှိဘူးလူဖြစ်လာတယ်ဒါဘာကြောင့်မှမဟုတ်ဘာကြောင့်မှမရှိဘူးအကြောင်းလိုက်ချနေကြမရှိဘူးအကြောင်းမရှိဘူးလူတယောက်အသက်တိုးတယ်လူတယောက်အသက်ရှည်တယ်ဒါတွေကလည်းပဲအကုန်လုံးဟာဘာကော chance ရှိပဲပိုင် chance ရှိပဲ random ပိုင် chance ရှိပဲ chance နဲ့သူကဖြစ်လာတဲ့ဟာတွေအကြောင်းအကျိုးနဲ့ဖြစ်လာတာမဟုတ်ဘူးအဲ့ဒါကြောင့်သူ့ကိုအာဟေတုအပစ္စယဟေတုမရှိဘူးပစ္စယမရှိဘူးဒီနှစ်ခုခံလည်းပဲလုံးဝဆန့်ကျင်တယ်တဲ့ခုဆိုတခုကသတ္တဝါဒပေပြီးရင်ဝိညာဉ်ငါတနည်းမှာထာဝရရှိတယ်နတ်ဖြစ်မှာဖြစ်ရင်ဖြစ်မယ်ငရဲမှာဖြစ်ရင်ဖြစ်မယ်ထ
ဒီနေရာမှာထာဝရဖြစ်ရှိသရဝါဒမပြတ်မစည်းတဲ့အတ္တဆိုတဲ့ဒါသရဝါဒသူကိုဆန့်ကျင်တဲ့ဝါဒတခုကဘာဩစေတဝါဒသူရမဟုတ်သေးတာအကုန်လုံးပြတ်ဒီမှာပဲအကုန်ပြီးသရဝါဒကို philosophy မှာ eternalism လို့ခေါ်တယ် eternal ဖြစ်တဲ့ဟာကို eternity ကိုမျှော်လင့်ပြီးတော့ဒီယူဝါဒသူတို့ develop လုပ်တယ်ဩစေတဝါဒကြတော့ nihilism ဘာမှရှိတော့ပြတ်ဒီနှစ်ခုကလည်းပဲအချင်းချင်းဆန့်ကျင်တယ်ဘာရဖြစ်တယ်တဲ့ too extreme ဖြစ်တယ်ဒီနေရာမှာအဓိကအရေးကြီးတာကဒီ philosophy နဲ့နားလည်တယ်ဒီအယူဆနှစ်ခုစလုံး position နှစ်ခုစလုံးတစ်ခုနဲ့တစ်ခုဆန့်ကျင်တာဘာကြောင့်ဆန့်ကျင်ဆိုတော့အဲ့ဒီဝါဒတွေကိုလက်ခံတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာငါဆိုပြီးလို့ရှိတယ်ဒါဗုဒ္ဓအယူဝါဒရှုထောင့်နေကြည့်ငါဆိုပြီးလို့ရှိတယ်ဒါအခုပြောခဲ့တာဒီ philosophy တွေသိညာနေ့စဉ်ဘဝမှာ apply လုပ်တယ်နေ့စဉ်ဘဝမှာဘယ်နေရာမှာပဲဖြစ်ဖြစ်အလုံးမှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်ကားပေါ်မှာပဲဖြစ်ဖြစ်စကားများတယ် conflict ရှိတယ်အဲ့ဒီလိုဖြစ်ရင်အစွန်းတစ်ခုရောက်နေတယ်အစွန်းတစ်ခုရောက်ဟိုဘက်နဲ့ဒီဘက်သူ့ကိုကြည့်ပြီးတော့ကိုယ်ကလည်းပဲ destructive emotion စိတ်ပြတ်တယ်ဒေါသဖြစ်တယ်ဟိုဘက်လည်းပဲကိုယ်ကြည့်ပြီးတော့စိတ်ပြတ်တဲ့ဒေါသဖြစ်တယ်အဲ့တော့ destructive emotion တွေဖြစ်တယ်ဆိုရင်နှစ်ဖက်စလုံးဘာဖြစ်နေလဲဒီ extreme နဲ့ရဒီ extreme က emotion ဖြစ်ခြင်းဖြစ်နေ emotion extreme ဖြစ်ရှမ်းစကားမှာဆောင်းတပ်ဆောင်ကျင်ဟိုးဆိုတာတောင်ဆောင်တစ်ခုရှိမှရှိုးတစ်ခုရှိနေတယ်တောင်ဆောင်တစ်ခုတည်းဆိုရင်သူကရှိုးမရှိဘူး it takes two to tango နှစ်ခုရှိမှာဒါကြောင့်မြတ်စွာဘုရားဒုက္ခဖြစ်ပုံဖြစ်နေဒီစိတ်ဆင်းရဲပုံဆင်းရဲနေဘာကြောင့်စိတ်ဆင်းရဲတယ်ဒါကိုမသိပဲနဲ့ကိုယ့်ရဲ့ emotion ကကိုယ့်ရဲ့အမြင်ကအလိုနဲ့ extreme ဟုတ်ပဲမရအောင်ဒီဘက်ကြောင့်ဒီဘက်မရဟုတ်ပဲရအဲ့လိုရ emotion နဲ့ပြောမယ်ဆိုရင်တော့ extreme ကတစ်ခုကအာယုံရဲ့နောက်ကိုလုံးဝ subconsciously မသိစိတ်နဲ့လိုက်ပါပါတယ်လူတယောက်ကပို့လာပြီးတော့ဝေဖန်နေဆိုရင်သူဝေဖန်တဲ့နောက်သူဝေဖန်တာကိုမကြိုက်ဘူးမကြိုက်တဲ့စိတ်ကသိစိတ်ကနေပြီးတော့မသိစိတ်ရဲ့နောက်ထပ်ကိုဝင်သွားတယ်မသိစိတ်နောက်ထပ်ကိုကြောက်သွားတယ်မသိစိတ်နဲ့ဥဆောင်ပြီးတော့မသိစိတ်နဲ့ဥဆောင်ပြီးတော့ကိုယ်ဝေဖန်တဲ့အကြောင်းပဲခဏခဏတွေးနေ auto စိတ်နဲ့တွေး auto mind နဲ့တွေးကိုယ်တကူစိုးရိမ်နေဆိုပါအဲ့စိုးရိမ်တဲ့အကြောင်းဒီ subconscious mind နဲ့မသိစိတ်နဲ့အဲ့အကြောင်းခဏခဏတွေးနေအဲ့အကြောင်းခဏခဏတွေးနေတာ extreme one extreme ဖြစ်တယ် behavior emotional behavior က one extreme ဖြစ်သွား one extreme ဖြစ်သွားဒါကိုဘုံဒီအင်္ဂလိပ်လိုပြောတာက running after လိုက်ပြေးတယ်တစ်ခုကလိုက်ပြေးတယ်တစ်ခုကထွက်ပြေးတယ်ကောင်းတာဆိုရင်လည်းအဲ့ဒီကောင်းတာတစ်ခုကြားပြီးတော့ဒီမှာfashion အသေးလေးတစ်ခုပေါ်နေတယ်အဲ့ဒီ
စင်ကာပူတော့မရောက်သေးဘူးချိုညာလာတော့ရောက်နေစိတ်ခဏခဏရောက်အဲ့ fashion ကြောင်းမသိစိတ်ကအဲ့ဒါကိုသွားပြီးတော့ grab လုပ်ထားတာနော်လုပ်ထားတာအဲ့ဒါအဲ့ဒီကြားရတဲ့ object ကြားရတဲ့အာယုံကြားတဲ့အသံနောက်အဲ့နောက်ကိုမသိစိတ်ကအမြဲတမ်းလိုက်ကြည့်တယ် extreme တကူကတော့မကြိုက်လို့အဲ့တော့ထွက်ပြေးမကြိုက်လို့ထွက်ပြေးမန္တလေးမှာတပေါ်အပြင်တရားနေပြီးတော့ညမပြေးသွားဆိုမန္တလေးပေါ်သွားခြင်းမသွားရဲဘာမသွားဆိုလူတယောက်နဲ့ရံဖြစ်ခုတယ်မန္တလေးကိုပဲထွက်ပြေးနေဟုတ်တယ်မလားဟိုလင်းပြန်နဲ့ပေါ်နေပြီးတော့ရှောင်းလိုက်နောက်ကားနဲ့ရှောင်းလိုက်အမျိုးမျိုးရှောင်းမန္တလေးအကြောင်းတွေးတိုင်းအဲ့ဒီလူတဲ့အကြောင်းပဲတတိယအထွက်ပြေးအဲ့ဒါလည်းပဲ subconscious mind အလိုလိုဒါကြောင့် psychology နဲ့ပြောမယ်ဆိုရင် too extreme က too extreme ဘာကြောင့်ဖြစ်တော့ဆိုဒီ subconscious level မှာ subconscious mind ကဥဆောင်လို့ subconscious mind အလုပ်လုပ်တာဒါကိုပါဠိလိုအဝိဇ္ဇာခေါ်အဝိဇ္ဇာအဲ့ဒီ subconscious အဝိဇ္ဇာမသိလို့အဲ့ဒီ extreme activity တွေဖြစ်ပေါ်လာ extreme activity သင်္ခါရအဝိဇ္ဇာဖြစ်စေရသင်္ခါရဒါလေးကိုသိရတဲ့ခါကျတော့လိုက်မပြေတော့ထွက်မပြေတော့သူ့ကိုကြည့်နေလိုက်တယ်သိအောင်ပဲသိလိုက်တယ်အန်တရားထဲမှာတန်တရားလဲတယ်ဆိုတာဒီရောကိုရောလဲကြတယ်ဆိုတာဒီ extreme တစ်ခုနဲ့လဲကြတယ်တခါတခါကျတော့ကြိုက်လို့ extreme ရောက်သွားတခါတခါကျတော့မုန်းလို့ extreme ရောက်သွားတယ်ဒါကြောင့်သတိပဋ္ဌာန်သုတ်ထမှာမြတ်စွာဘုရားကကြိုက်တယ်မကြိုက်ဘူးဆိုတဲ့ဒီ emotion တစ်ခုကြက်သတိထားပါကြက်သတိထားဒီ emotion တစ်ခုကိုကိုယ်ကကင်တွယ်နိုင်တယ် manage လုပ်နိုင်တယ်ဆိုရင်ဒီ emotion တွေက too extreme ကို is likely that you will be able to avoid them ရှောင်နိုင်ဖို့များပါတယ်ဒါဖြင့်ဒီ too extreme အစွန်းတစ်ခုကိုရှောင်နိုင်အောင်လောလောဒီအစွန်းတစ်ခုရှောင်နိုင်မှအလဲလက်လမ်းစဉ်ရမှာလားအလဲလက်လမ်းစဉ်လိုက်နေမှာအစွန်းတစ်ခုကိုရှောင်နိုင်မှာလားဘယ်ကနေစမှာလဲရှောင်တာနဲ့စမှာလားလိုက်တာနဲ့စမှာလဲလက်လမ်းစဉ်ကိုလိုက်တာနဲ့စမှာလားဒါမှမဟုတ်ဒီနှစ်ခုကိုရှောင်တာနဲ့စမှာအစဉ်တိုင်းဆိုရင်တရားဟောစဉ်တိုင်းဓမ္မစကြာထဲမှာဆိုမြတ်စွာဘုရားကအစွန်းတစ်ခုကိုမလိုက်ပဲနဲ့အလဲလက်လမ်းစဉ်လိုက်ပါဒီအစွန်းတစ်ခုကိုမြင်ဖို့အစွန်းတစ်ခုမှသိဖို့ကိုယ့်ဘယ်လိုအစွန်းရောက်မှဘယ်လိုသိမှာမသိဘူးအစွန်းတစ်ခုရောက်တယ်ဆိုတာသိအောင်ဒီအလဲလက်လမ်းစဉ်ရဲ့ quality တချို့ကိုရှိရဒီလိုနဲ့gradual progress ဖြည်းဖြည်းချင်းပွားတာတတိနဲ့ကြည့်ရတဲ့ခါကျတော့ငါဒီမှာဒီညလေးမှာ emotionally extreme ဖြစ်နေတယ်စိတ်ခံစားမှုအရာအစွန်းရောက်နေတယ်ဘယ်သူကတော့အစွန်းရောက်နေတယ်ဒါကြောင့်ဒုက္ခရောက်နေတာအဲ့ဒီငါလဲပြီးတော့နောက်တစ်ခါပူသတိထားတော့အဲ့ too extreme ပေါ်လာတဲ့နဲ့တွေ့တော့လဲလမ်းစဉ်ပေါ်ရောက်ဒီလိုလဲလမ်းစဉ်ကိုဖဲတာနဲ့သူ့ကိုရှောင်တာနဲ့ sorry အစွန်းနှစ်ပါးကိုရှောင်တာနဲ့လဲလမ်းစဉ်ကိုလိုက်တာနဲ့ဒီနှစ်ခုอ่ะသူကကြိုင်လို့ဖြစ်တယ်လို့ပြောတာဒါဓမ္မစကြာရဲ့ပထမဆုံးအပိုင်းပါပဲဓမ္မစကြာ
အစွန်းနှစ်ခုကိုရှောင်တာကဓမ္မနော်စွန်းနှစ်ခုရှောင်တဲ့ဓမ္မဒါဖြင့်အစွန်းနှစ်ခုဒါကအစွန်းနှစ်ခုသူနဲ့မတွေ့နိုင်တော့ extreme အဲ့လိုရှောင်လဲဆိုရင်မိမိရဲ့ရင်ထဲမှာစိုက်ကြလဲနေတယ်ရှောင်တယ်အလယ်လက်လမ်းစဉ်လည်းပဲဓမ္မပဲအဲ့ဒီအလယ်လက်လမ်းစဉ်ကိုတွေ့တယ်ဆိုရင်ဒါလည်းပဲမိမိရဲ့ရင်ထဲမှာစိုက်ကြတွေ့တယ်အဲ့ဒါဒုတိယပိုင်းအလယ်လက်လမ်းစဉ်ပြောမယ်ဒီပရမပိုင်းဒီမှာတင်ရမှာမယ်နော်